ရတော့သပင်လေးသွားချင်းမှာပဲဖြစ်ပါတယ်ကိုတယောက်တည်းချင်းမှာမဟုတ်ပါဘူးအမေပါခေါ်ပါမယ်အမေကတော့ပုံမှန်ဆိုလို့ရှိရင်တော့ဘယ်တော့မှသပင်တွေပါလုံးဝမချင်းချင်ဘူးရောပြိတ္တတရားအခုသပင်ချင်းခိုင်းနေအဲ့ဒါအမေကိုညာပြီးတော့မှလှမ်းကြည့်နေလို့အမေကိုညာပြီးတော့မှသပင်လိုက်ပြီးတော့ချင်းပေးမှာပဲဖြစ်ပါတယ်ဘယ်ရလားပြောသီးတွေမဲ့တော့မှမဟုတ်လို့ဆိုပြီးငါပြောသီးတွေခုတ်လာတာငါပြောသီးတွေအေးဟုတ်ပါဒါအမေ2ရက်လောက်အုပ်လိုက်မဲ့ဖြန်ရဒါခြံထွက်ငါပြောသီးလေးတွေပါသပင်တွေပါတွေလုတ်ပေးမယ်လေသပင်အားဖြည့်ပေးမယ်လေနော်အဲ့ပါအဲ့ရန်ကုန်ရောက်ပြီးတာနဲ့ဘယ်ဆိုင်ကိုသွားမလဲဆိုတာတော့လိုက်ခဲ့ပါဦးလို့ပြောချင်ပါတယ်ရှင်ကိုကတော့သွားပါတော့မယ်အမေအဲ့ဘက်မဟုတ်ဘူးဒီဘက်ခုကတော့ရန်ကုန်ရောက်ပါပြီခုကတော့ဆိုင်သွားမယ်ပေါ့နော်ကြိုဆက်လိုက်အောင်ဖုန်းကြိုဆက်လိုက်ကဲမာသားကြီးကိုရွှိုင်းမယ်ဟယ်လိုဟုတ်ကဲ့မင်္ဂလာပါဒီဆိုင်တဲ့ဆက်စုဒီဆက်ပါပါရှင်အော်ဟုတ်ကဲ့မမဟိုကလေတာတို့လေသပင်လေးလာလှုပ်ချင်တာအဲ့ဒါလမ်းပြီးတော့ဘိုကင်လမ်းတင်တာပါမမစောင့်ရမှာဆိုလို့ဟုတ်ကဲ့ရှင်ရပါတယ်ရှင်ဘယ်နည်းညလာမလဲမသိဘူးရှင်အမတို့မြောက်တကုံကနေလာမှာရှင်မြောက်တကုံကလာမှာအခုဒီနေ့လာမှာပေါ့နော်ဟုတ်အခုလာမှာရှင်အခုလာမှာဟုတ်ကဲ့ရှင်ဟိုကလေးလုံနေကြဆက်ဆက်မှာရှိလားမသိဘူးရှင်လုံနေကြဆရာအဲ့ရောက်မှတွေ့မယ်လေမမရှိတော့မရှိဘူးမမဟုတ်ကဲ့ရတယ်ရှင်ရခဲ့ဟုတ်ကဲ့အဲ့ရောက်မှကောင်းတာနဲ့အဆင်ပြေတာနဲ့လုပ်ပေးလေဟုတ်မမဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အဆင်ပြေအောင်လုပ်ပေးပါမယ်အမေသမီးတို့သွားမယ်ဆိုင်က V5 hair style ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သမီးတို့သွားလို့ရှိရင်စောင့်နေရမှာဆိုလို့လှမ်းပြီး booking တင်လိုက်တာအမေသွားတော့လာတူသွားမယ်ကိုကတော့ရောက်ပါပြီကားပါကင်ကလည်း AC ပဲเนาะ V5 hair salon ကနှစ်ဆိုင်တောင်ရှိတယ်ပေါ့နော်မြောက်ဝကလာပါဒီစေးတက္ကသိုလ်ကျောင်းနီလာလန်းထိန်မေဒါဝီမှတ်တိုင်အနီးနားမှာလည်းတစ်ဆိုင်ရှိတယ်အခုသမီးတို့သွားတဲ့ဆိုင်ကကြတော့မယန်းကုန်းဆိုင်ခွဲပေါ့နော်အမှတ်33ဗဟိုလမ်းမပေါ် Capital Square Market အတွင်းမှာတည်ရှိတယ်ပေါ့နော်အာရှတော်ဝင်စေးရုံနဲ့လည်းနီးတယ်မြင်းဒီကုန်းစမ်းချောင်းမြို့နယ်ထဲမှာတည်ရှိတာပေါ့နော်ရတယ်မောင်လေးရင်းနဲ့ထမင်းပဲရွေးရပေါ့ဟုတ်ကဲ့ရှင်ရပါတယ်ရှင်ကျေးဇူးပါကျေးဇူးပါကြီးရအဲ့တော့ဟာလုံးဝဒီပထမဆုံးမေခေါင်းချုပ်ပြီးမှမေကိုအားပြေးလို့ရမှာလေလာထပြန်ထအဲ့အဆင်မပြေတာရှိပြောလို့တခါမှလျှော်ဘူးတာမဟုတ်တော့အဲ့ဒါမှသူလေးရဲ့မှာညင်နေရမဟုတ်နောက်နည်းနည်းတိုးရမှာအဲ့လိုပဲခုံကနည်းနည်းလေးတော့မြင်ပဲအမေအတွက်နှိမ်မရမယ်ပုံပေါက်နေတယ်ဘာလို့လဲဆိုတော့သပင်ကိုလှုပ်ချင်တာအမြဲတမ်းအဖြောင်းနဲ့ပဲနေရတော့လေနည်းနည်းကောက်ချင်ဘာမှတော့မလုပ်ထားဘူးတူဟုတ်6လားအဲ့6ရင်ဘာလုပ်ရမှာရေလောင်းရမှာအော်ထူးမဟုတ်ကဲ့ရတယ်ဟိုကောင်းတာလုပ်ပေးလိုက်သမီးကလည်းဟုတ်ကဲ့ဟုတ်စကေကောင်းလျှော်လိုက်ဟုတ်ကဲ့我们做对老仔脖子上喜欢挂一排香炉灯台上摆长大才开白花သပင်အလှပြင်းနေပါတယ်ဒါရောက်အားပေးနိုင်ကြပါလိမ့်မယ်နော်Vuelta tu booty, imagínate esa boobie. I made the trip you later in my bed we need it. The meter of me good, you need not say Remix by Mr. Young Melody.
Cambodia. ။ပါအခုကတော့ဒီ V5 မှာပေါ့နော်။သပင်ဒီဇိုင်းတွေချင်းကျင်တယ်ဆိုလို့ရှိရင်တော့လာမယ့်6လပိုင်းကနေစပြီးတော့ member ရှိတဲ့လူတွေကို50% discount ပေးပြီးတော့ member မရှိတဲ့ချစ်မိတ်ဆွေတွေကိုလည်း40% discount ပေးမှာပဲဖြစ်ပါတယ်။အဲအကြောင်းမလို့လာမယ့်6လပိုင်းမှာဖြူဖြူလို့သပင်လှဒီဇိုင်းလေးတွေချင်းကျင်တယ်ဆိုရင် V5 ကိုလှမ်းလာခဲ့ဖို့အမြန်ဆုံးဖိတ်ခေါ်လိုက်ပါတယ်ရှင်။ရှော့ရှော့ညံ့ညံ့ကောက်ကောက်သပင်နဲ့ပတ်သက်လို့အလားဆုံးပြင်ကြားစု V5မျက်နှာဖြစ်ရှယ်ပိုင်းနဲ့မှလည်းပဲအစိတ်ထုတ်ပေါင်းတဲ့နိုင်မကပဲနဲ့မျက်နှာရွှေတင်တာလေပင်ပေါင်းတဲ့နိုင်ပဲရပါတယ်ရှင် ညီမလေးလိုမြေခုံးလှလှလေးထိုးချင်တယ်ဆိုအိုင်ရောင်လေးထိုးလို့ရပါတယ်ရှင် မျက်နှာတို့တက်ဆရာမလို့ပဲညီမလေးလိုလှအောင်ကောက်လို့ရပါတယ်ရှင် နှကန်းလေးကာလာလာလေးလည်းသွင်းလို့ရပါတယ်ရှင် ကဲအားလုံးပဲသပင်နဲ့ပတ်သက်ရင် V5